ဝင်ဒီဂိုးတွေဆိုတာအမေရိကန်နဲ့ကနေဒါဘက်ကအဲဂွန်ကွင်းရဲ့လူမျိုးတို့ရဲ့ရှေးဟောင်းပုံမြင်နေတဲ့ကတောထဲမှာနေတတ်တဲ့ကြောက်စရာတရဝတစ်မျိုးဖြစ်ပါတယ်ဒီကဲဖြစ်ဖြစ် HK 2803လေးနဲ့တွားပြီးတော့ပတ်တန်နေပါတယ်မင်းတောထဲမှာ69ညအသက်ရှင်နိုင်မလားဒီ Roblox 99 game ကိုကစားတဲ့အခါတောထဲမှာအသက်ရှင်မှုစူးစမ်းရတာဟာဂိမ်းတက်တက်ပဲလားဒါမှမဟုတ်တကယ်ဖြစ်ခဲ့တဲ့အဖြစ်မှန်တစ်ခုကိုအခြေခံထားတာလားကဲဒီနေ့မှာတော့ Roblox 99 game အကြောင်းနဲ့တကယ်ဖြစ်ရမယ့်အကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်99 night game က Roblox မှာလူကြိုက်များတဲ့အစပါပဲဟောတာဂိမ်းတစ်ခုဖြစ်ပါတယ်ကစားသမားဟာတောထဲမှာ69ညအထိအသက်ရှင်မှုတစ်ရှာမိဖို့ထိုးအနေရတို့ရင်ဆိုင်ပြီးအသက်ရှင်မှုစူးစမ်းရပါတယ်ဒါပေမဲ့လူတော်တော်များများဟာဒီဂိမ်းဟာဖြစ်မှန်တစ်ခုကိုအခြေခံထားတယ်လို့ပြောကြပါတယ်အဲ့ဒီတကယ်ဖြစ်ဖြစ် HK 2803လေးနဲ့တွားပြီးတော့ပတ်တန်နေပါတယ်ဇွန်လ9ရက်နေ့2023မှာ HK 2803လေးဟာကိုလံဘီယာရဲ့အမေဇုံတောတွင်းတနေရာမှာပြတ်ကျခဲ့ပါတယ်။အင်းပေါ်မှာရှိတဲ့လူကြီးတွေကတော့မလွတ်မြောက်နိုင်ခဲ့ပေမဲ့ကလေး၄ယောက်ကတော့တောထဲမှာရက်40ကျော်ကြာအသက်ရှင်နိုင်ခဲ့ပါတယ်။ Roblox ဂိမ်းထဲမှာနေထင်းရှာရတယ်အစာရှာရတယ်ကြောက်ရွံ့မှုတွေကိုကြော်ဖြတ်ရတယ်။ဒါဟာဂိမ်းထဲမှာနေမဟုတ်ပါဘူး။တကယ်အဖြစ်ပြက်မှာလည်းဒီလိုပဲဖြစ်ခဲ့တာပါ။ဒါပေမဲ့တခုတတိထားမှာ Roblox ဂိမ်းတွေကတမင်တွေမွန်စတာတွေကတော့ဂိမ်းရဲ့ဇလန်းတက်တာဖန်တီးထားခြင်းဖြစ်ပါတယ်တကယ်လက်တွေ့ဖြစ်ရမှာတော့ဒီကလေး၄ယောက်ကမွန်စတာတွေတမင်တွေနဲ့မတွေ့ခဲ့ပါဘူးဒါပေမဲ့ Roblox ဂိမ်းထဲမှာပါတဲ့ဝင်ဒီဂိုးတွေကတကယ်ရှိခဲ့လားဆိုတော့တကယ်ရှိခဲ့ပါတယ်ဝင်ဒီဂိုးတွေဆိုတာအမေရိကန်နဲ့ကနေဒါဘက်ကအဲဂွန်ကွင်းရဲ့လူမျိုးတို့ရဲ့ရှေးဟောင်းပုံမြင်နေတဲ့ကတောထဲမှာနေတတ်တဲ့ကြောက်စရာတရဝတစ်မျိုးဖြစ်ပါတယ်တမင်လိုဦးကောင်းလူကိုယ်တွေနဲ့မျက်လုံးတောက်တောက်ကြီးတွေနဲ့တောအနက်ကြီးထဲမှာနေကြတယ်လို့ဖော်ပြထားပါတယ်နောက်တစ်ခုကတော့ cactus တွေပဲဖြစ်ပါတယ် cactus တွေဆိုတာအယူဆတစ်ခုကိုအလွန်မင်းယုံကြည်ပြီးဘာသာရေးဆက်ဆံကြောက်စရာကောင်းတဲ့လူတွေကိုပြောတာပါကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပြီးတော့ brother လို့နေနဲ့99 night game ကိုဆော့တဲ့အခါမှာဘယ်လောက်ထိကြုံရရလဲဘယ်လိုခက်ခဲတွေကြုံရလဲဘယ်နည်းနေ့ထိဆော့လို့ရလဲဆိုတော့ comment မှာမှန်းခဲ့ပါဦးကဲအားလုံးပဲနှုတ်ဆက်ခဲ့ပါတယ်ဘိုင်ဘိုင်